မသိဘူးကွာမင်းနဲ့ကဒီနေ့တော့မရှက်မင်းတို့ဘာနဲ့ခုတ်ပြောမယ်မင်းရတယ်မင်းရတယ်ငါကမှလာပြလို့ရှိရင်ငါသွားခေါ်လို့ပြောလို့ငါရှက်တာပေါ့မင်းအလာပြနေတာအဲ့ဒါပြလို့လာတယ်မှတ်လို့မလည်းလာလာတယ်အဲ့အရောက်ပြီးဟတ်နေနေရောက်လာမဖော်နေတာလားအဲ့တော့အဲ့တော့ရောက်တယ်ပြောရဆိုင်ကိုလုပ်တယ်အော်အကြီးတို့လည်းပြန်ပြီညောင်ကပြတဲ့ဒီပြရဝမ်းသာပါလေဝမ်းသာပါလေတိုင်းလူဆိုင်ဒီနေ့ညအားရပဲကြိုးစားမှဖြစ်မှာပါကြိုးစားမှာပါဖြစ်ပါတယ်ဒီနေ့ညောင်ကပြတဲ့ကြီးတခါမှလည်းမရောက်ဘူးပါဘူးကြာနော်မရောက်ဘူးတော့ခင်ဗျားတို့လည်းမာနာကြည့်ဒီမှာလည်းအရင်ခေါ်ဦးမရောက်သိမှမသိဘယ်လိုခေါ်သိမလို့မနှက်ပြန်ကြမှာဘလို့ချုပ်ပိတ်လိုက်တယ်မသိဘူးညောင်ကန်သူတွေတားချောတာဝစားနဲ့ရှယ်ဖို့တဲ့ fashion ကြတယ်တကြီးဝတ်တယ်ဟုတ်ပါတနခါနိုင်တာလည်းရှယ်နော်ပြုံးသားဒီလိုတော့ခက်ဆန်တယ်ခက်ဆန်တယ်လေအချို့ဆိုညက်တောင်တူလေးတွေကပြက်လက်လိုက်သွားတာမလားညက်တောင်တူလေးတွေကော့လန်းတာတတ်ထားတာကညက်တောင်တူလေးတွေပါတယ်ညက်တောင်တူလေးနဲ့မန္တတရားထောက်သွားတနခါလည်းရှယ်လိုက်ပြီးအလှနဲ့ရှယ်ပြတဲ့မန္တတရားထောက်သွားကြောက်ကြော်လေးတလို့ပဲဘယ်လိုလေးတော့ကျွန်တော်နာမည်တော့ရှင်းဦးပါရှင်းဦးပါခင်ဗျားတို့တားကြဲတာပဲဘာဖြစ်လို့ညောင်ကန်နဲ့ရောက်မှုတော့ကတားကြဲထူတယ်ရဟိုက်ရွာမင်းဘာကြဲထူလဲပိုင်သူဆိုင်လေခင်ဗျားတို့မကြည့်ဘူးမလားရင်ဟုတ်တယ်ခုမှပိုင်သူဆိုတာမြင်မှုတာမလားဟုတ်တယ်ဗျာလိုင်းပေါ်မှာလည်းကြည့်ဘူးတယ်ဒီမှာအရှင်းလက်ကြည့်ပိုင်သူလေးတာနေမေရှင်းလက်ဟုတ်ကတော့လူကိုလိုက်တွေ့ရတယ်လို့ပြောတာပိုင်သူဆိုင်ဆရာပါဆိုမှဆိုင်တဲ့လက်ကလေးဝင်သွားတော့လက်ကလေးချပြီးတော့ဆိုင်တဲ့ဝင်တော့လေတားကြဲဟဲ့ရှေ့အဖွဲ့ညောင်ကမအားရပါရကြိုးစားမယ်ပေါ့လေလက်ပိတ်ကြီးတွေကဒီဘာကစံပြန့်ကြီးရွာတဲ့အုပ်စုမှလည်းပထမဟုတ်တယ်လေဒါကြောင့်တီးကျင်လို့အားခိတ်လာတာတီးကျင်လို့အားခိတ်ပြီးသူကလည်းလက်ကလေးချပြီးဝိုင်းနေတဲ့လေးဝင်သွားတာရိုးသေးသေးလေးရှေ့အဖွဲ့ကဘာပြောတယ်မှတ်တယ်ဘာကဲ့ဆိုင်းဆရာလည်းဝင်တော့အချင်းချင်းလက်တော့ပြီးကောင်းမပဲကောင်းမဆိုင်းဆရာနှစ်ဖူးတော်ကြီးတော့ဘယ်ဝိထားပါလဲနေကျွန်တော်ကြောင်နေတယ်ခင်ဗျားလည်းရုပ်ထိုင်လာကအဲ့ဒီကိုကတိုင်းအောင်ကြီးနဲ့ဘုရားကြောင်လာပြီးရတဲ့ကဘုန်းကြီးကြောင်နဲ့ဝေးရကြီးနဲ့ဘုရားတော်ကြီးညာပိုင်အောင်နေဆိုတော့မေတီလာလေးကိုထိုင်နေတယ်လို့မနမနဲ့ရှိဟောမနမနဲ့ရှိတော့ကိုပိုင်လူကဒီနေ့စိုးသားမှာပါမဘီကကျွန်တော်နာမည်ရှိလို့ဆိုတော့ဆောင်းနာစတားလေးလည်းပြောတယ်မင်းငါ့ကိုလည်းတော့ခေါ်တယ်လို့မပြောနဲ့တရားတားခဲ့ထူတယ်ဒီရောမလည်းငါမျိုးတွေအာကြီးအမေခေါ်ရငါမျိုးတွေလေအဲ့တော့ကျွန်တော်နာမည်တော့ရှင်အိုးလို့ခေါ်ပါတယ်ရှင်အိုးတိုင်းတော်မျိုးကဒီနေ့ကျိုးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်နာမည်သိပါဆိုတော့ကျွန်တော်ပြီးတော့ဟိုဘက်ကတကောင်ဟောင်းပြပါလိမ့်မယ်နောက်တစ်ယောက်ပြဆက်ပါလိမ့်မယ်နောက်တစ်ယောက်တော့ခွေးကြရောက်မရှင်တို့တော့တစ်ခါမှမရောက်ဘူးမရောက်မှပြန်လေတက်တာညမင်းတော့မိတ်ဆက်ရမှာမိတ်ဆက်တော့ရောက်မရှင်တို့တော့တကယ်ချမ်းသာတတိယငါဟုတ်လားအာမေစေရနာလေအလူမှလည်းစေရနာကောင်းတယ်စေတော့ကြလားအကျိုးမွေးတော့ကောင်းတော့ကိုညနေပြည့်တယ်ကြည့်ပါလားအတလောက်တီကောဟစ်ချိုတွေရောမေးဆုံးတယ်ဟုတ်ပါလားဘလောက်ကောင်းညနေတော့နောက်ဆုံးမှစားတာဟိုဘက်ထဲမှာရောက်ဖက်ထဲမှာစားတော့အမောင်နေပြေးစားတော့မသိတော့လူစားနေတော့ကြာစေရနာကောင်းတာမင်းကိုနေမှာဆိုလို့ဖြည်းပကံလေးလည်းကြိုင်တော့ဘာပြောမလို့ညနေကမောင်နဲ့ပကံကြီးထားခဲ့ရမှာလေထားပြီးငါမဆိုးတဲ့ဘုန်းခိုးမယ်ကိုကြည့်ကြမင်းကတော့ခိုးမယ်ဒီလိုမင်းရတယ်စေရနာကောင်းတာဒါပေမဲ့ဒီရွာမှာတခုတော့မကြိုက်ဘူးကွာဘာမကြိုက်တာဒီရွာကကလေးတွေအလိုက်ကန်းဆုံးမသိကလေးသားကြီးကြည့်တာဘုံတော်နဲ့နေတာပဲကလေးသားကြီးကဘာလည်းပဲလုံးမသိတာဘုံကြီးတောင်းဆိုတော့တော်တော်လေးခွက်ကြတိန်သားတော့များပါတယ်ဒီတိန်သားလေးတက်မယ်ဆိုရင်တိန်သားလေးလည်းဝင်ထိုင်ပါလို့ကလာလေးထိုးထိုင်တာရှိသေးတယ်အပြင်ကနေတောင်းကလေးတော့ဒီလိုပြောကြမလို့တိတ်ချမှတ်တာငရုတ်ပြီးကြွက်ကိုက်အဲ့လိုနဲ့မပြောငါကြောက်ကိုကြောက်ဘူးလေ
ဘာညာငရုတ်တိတ်ကြွက်ကြတယ်ငါနာမည်အဲ့ဒါအတိတ်ကကြောင့်ငါမသိဘူးတကယ်ကြီးငရုတ်တိတ်ကမဆက်တော့တယ်ကြည့်သားမမေဒီမှာဘောကဟာနပေါဟဲ့လေအောက်ကဟာနဆိုရှစ်ပေါမလိုက်နဲ့ငါနဲ့လိုက်တယ်ဟဲ့ဒီတော့ချက်ပဲမို့ဘယ်အတိုင်းတော့မို့အိမ်မလွေလေးမအိမ်မဘူးမိမလေးမို့ကိုပတ်တာပင်ငါတယ်ကော အဲ့ကောင်မင်းတို့မရှုံးနဲ့ဒီနေရာမှာနင်းဆန်နဲ့စိမ့်ဆန်နဲ့နေအောင်လေးသွားမှာဟုတ်ကျွန်တော်မိဘများတို့လူတွေဒီမှာနေတိကျကြည့်မယ်နော်ပိုင်သူတီးတဲ့တိုင်တော့ကနင်းဆရာကမှုတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ ကျောက်ကတော့နေဆရာဘက်ကပဲခပြဘက်ကပါအောင် မင်းငါဘက်ကမပါဘူးစတားလေးရှိတယ် ရှိတယ်ဆရာဘက်ကကျွန်တော်ရှိတယ် ကိုဘက်ကနော် ဟုတ်ဆရာ နင်းဆရာတိကျကြည့်တယ်ငါတီးတဲ့တိုင်မှုတ်နိုင်မှာမလား ချာချာနောက်ဆရာနောက်ဆရာဝင်တော့ချာအေးပါတော့ကိုစားပါနေအောင်ထဲနားပြီ ဘာမှဖြစ်ဘူးလေဟိုကဘာသာမဟုတ်တော့ဒီဆိုတာဘယ်တော့တက်ရှိမလို့ခင်ဗျာလေ ဒါမင်းတို့နင်းဆရာတက်ကြ တက်ဆရာမျက်ခွက်ကိုနီးဆုံနေမျက်နှာလေး တို့ညီတွေတို့ဒီမှာတိကျကြည့်ပါနင်းဆရာလိန်လို့မရဘူးနော်ဒီနေရာမှာဒါနင်းဆရာလိန်နင်းဆရာအရှက်ကွဲပါဟုတ်ပြီလားဒါချစ်လို့ကျွန်တော်ဆက်လိုက်တာပါကျွန်တော်တီးတဲ့တိုင်တကယ်မို့အောင်ဟုတ်အေးကျွန်တော်ဒီမှာနေတိကျကြည့်ဟုတ်ပါဗျာကျွန်တော်တော့အရှိတီးတာကိုတော့ကအသက်မရှိဘဲနဲ့မှုန့်နေဟုတ်ပါဒါဆိုရတယ်နော်ရတယ်နင်းဆရာတီးကြတယ် ကျန်တော့တီးလိုက်ရတယ်ချာဘယ်လိုတီးပြီးမှုန့်တော့မှုန့်နိုင်တယ်ဆိုတဲ့သဘောရပါလိုက်ရတယ်မပြီးသေးဘူးရှာနေထွက်လိုက်တာလူကိုကတော့သွားတာပဲလူကိုရမ်းသွားတာယူရတယ်မလုပ်တယ်လို့ဒါကခင်ဗျာဘလူတီအကုန်ရတာနော် ဘလို့တီးရတယ်ဟုတ်ပါရဲ့ဆွမ်းနာဒါပတ်တက်ပတ်တယ်လည်းပြေးရအစင်းအစင်းစင်းကြငါတော့မှမကောင်းဘူး။ဟောမင်းကဘာလို့လို့ငါတော့လှိမ့်ချတာ။အဲ့ဒါကြောင့်မင်းအမူးလို့သွားတာ။အဲ့ကဘာနေပြောနေရလဲ။ပတ်စင်ပတ်တာအကောင်ရတယ်ဒုနေဆရာ။အဲ့ဒါလူငယ်တင်ဖို့လို့ခေါ်တယ်နော်။ဟုတ်ပါ။ရတယ်နော်။ရတယ်။အဲ့ဒါဆိုတော့ပေါက်ပြီးသွားတယ်။လူငယ်တင်ဖို့ဟိုမှာနေနေအောက်ကခုံနေနေတော့ကျွန်တော်တို့ဒီမှာလေမမြင်ရမယ့်နေမှာဆိုတော့အဝေးပရိသတ်ကမြင်ရ။ရ။တက
ကယ်အလုပ်လုပ်တာပါခင်ဗျာ တကယ်ကျိုးသားတာ အဲ့ဒါရှူကြီးကျွန်တော်ညာဘက်ကအားကိုရတယ်ကျွန်တော်ညီကဒီဘက်ကကြီးစီရလေးက ထူလေ အေးနာမည်ပြည့်စုံပြော ဇင်းလင်းထူလက်ပြ နေရာကသူ့ရဲ့ဒေတာကဝမ်တွင်းမြို့နယ်ဇင်းလင်းထူဝမ်နဲ့ပြောရွာကနေလေဟမ်တကယ်ရှိရ အဲ့ကောင်အဲ့လိုဘာတွေတော့ပြောနေတာ ဘာလို့သမီးသားပြောနေစဝမ်တွင်းကနက်ကရှိရွာလားနက်ကရှိရွာတလေးပါသူတို့မိနေဒီမှာရောက်တော့ပါဟိုမှာအဲ့ဒီလေမိတ်လာတော့ဝမ်တွင်းကအနုပြသမားတွေထွက်တယ်ဒါကိုပြောချင်တာဟုတ်ပါဒါပဲဒီလေးကဇင်းလင်းထူနောက်ကမောင်းဆရာလေးဒီလေးဟဲ့ကောင်းလေးဟိုကလက်ပြစားအားနဲ့တော့ကတော့ထားပါလို့အမေပေါ့တော့အပြောင်းပေးတာပြုံးပြတယ်ငါလူတဘောလေးလည်းမဟုတ်ပဲနဲ့ရေတခေါ်ကြီးပါဘာ ဘာခေါ်လဲပြောတာဘုကဲဒါမှကကျွန်တော်ဘယ်ဘက်ကအဲ့ညာဘက်ကအားကိုရတယ်ကျွန်တော်ညီငယ်တွေပါဒီဘက်ကဒိုးဆရာလေးက ဒိုးဆရာလေးအဲ့ဒါထပ်ဖို့ဒီနေ့ထပ်ဖို့လက်စားအဲ့ဒါဒိုးဆရာထပ်ကိုမျက်နှာအသေးချာကြီးအဲ့လိုဒီမျက်နှာမျက်မှန်တက်ဆရာမလို့တဲ့မျက်နှာနှာခေါင်းကပြန်တက်ပြီးတော့ရှော့ရှော့ကြလူကထပ်ဖို့ရဟုတ်ပါ ဟောကြ ဒါကတော့ကြားရဟောကညီလေးလေကိုညီလေးမင်းတဲ့ဆမ်းပြထွက်တဲ့နေဟောကလက်ပြဆမ်းကောင်းလေးကငါတော့နီးပြီးတော့လာတာပြောရတယ်ရှိသည် ကဲလေးဘာကိန်းတော့ပါခင်ဗျာ ဟာကျိုးသားပါ ပရိသတ်လူရှင်လို့ဆိုတာကလည်းဝါတိတက်ရတယ်ဟုတ်ပြီနော်ဒီနေရာမှာဆိုင်တစ်ဆိုင်ရဲ့အရသာဟုတ်ပြီနော်တတိယပြည့်တကယ်တစ်ခွဲလုံးအလုံးလုံးဤမလုံးဤဒီနေရာမှာတယောက်ချင်းစီဝေဖန်ပေးပါခင်ဗျာ တစ်ခွဲတော့ကြည့် ဟုတ်ပြီနော်ဝေကပရိသတ်ကအလေကောင်ဆိုင်ဆရာနဲ့လူရှင်တော်နဲ့ကြည့်ပြီးရင်ကျန်တာသိမကြည့်တော့ ဟုတ်တယ်တော့ ကျန်တာကားဆရာထိုင်ခိုင်းထားတယ်ဘယ်သူမှဂယူးမဆိုင်အဲ့ဒါလိုတွေပရိသတ်လိန်ခမ်းမှာဆိုလို့တို့ပရိသတ်ဒီချက်ကြည့်မယ်နော်တယောက်ချင်းစီဝေဖန်ကြည့်ပါတကယ်အလုံးလုံးဤမလုံးဤဝေဖန်ပေးပါခင်ဗျာဟုတ်ပြီဆရာမခိုးလို့မရဘူးနော်ဟုတ်တယ်ပေးကြည့်ရအောင်ချော့ဘာမိတာ
ဆိုင်မောတယ်တီးသွားတာကတီလောကောင်းသားတွေနဲ့ဟုတ်ပါစီတောင်ပေါင်းပါဆိုတာအတော့ရည်လူစကဖြစ်အများပြည်သူချစ်တာဆရာညာတပါချစ်စားပြီးကိုပိုင်သူညမတော့ဆိုတာကပါလွတ်ပြဒီနေ့လေးကိုမောဖြီလို့မရဘူးဆိုင်းဆရာတူလိုက်တာဒါတော့တို့ကဆရာမယ်လို့စစ်မိပြီးတာပဲခင်ဗျာဘယ်လိုနေတိကျတိမတိကျတိပြန်စစ် တစ်ခေါက်ပြီးငါတစ်ခေါက်ပဲရတယ်နောက်ခေါက်ဆိုမှနေတယ်ကျွန်တော်ဆိုင်တွေကလူရှိတော့ကအတန်ကြီးတွေပါခင်ဗျာအေးအတန်ကြီးဆိုတော့အတန်ကြီးတော့ဘာအတန်ကြီးကကျွန်တော်ညာကြီးတွေအများကြီးပေးထားတာတယောက်ကို3သိန်းပေးထားတာပါခင်ဗျာ3သိန်းပါအဲ့ဒီတော့ကိုရှင်ကိုကြားစရာခင်ဗျားကတစ်ဖွဲလုံးရဲ့ထဲမှာခင်ဗျားကလူရှင်တော်ခေါင်းဆောင်ဆိုတော့ခေါင်းဆောင်ပြီးတော့တာဝန်ကြီးတယ်ခေါင်းဆောင်ဆိုကြောက်တာဝန်ကြီးတာပေါ့ချမယ်လေဆိုတော့ခင်ဗျားပါပေါ့ဟုတ်ပြီလားအကောင်ကြီးရင်ခင်ဗျားနှစ်ခေါက်ပြန်လျှောက်ရမယ်နောက်မှပြောမယ်အပြုံးများရင်အလုံးတင်းပါဆိုလို့ဆရာရှိကပရိသတ်အရက်ကရင်တော့တပင်ကခန့်မက်လောက်သားလောက်ဆိုင်းစင်ကောင်းကောင်းလေးတပုတ်ဆနှစ်ပုတ်ဆစိတ်နေသဗျချတယ်လေဒါတော့ကိုပိုင်သူတီးတော်တယ်ကတီလောက်အကောင်းသားတွေနဲ့ကိုပိုင်သူတီးတော်တယ်ကတီလောက်အကောင်းသားတွေနဲ့စီတုံမောင်းဝါဆိုတာအသွားရည်လူစက်ကဖြစ်အများပြည်သူချစ်တာဆရာညာတပါချစ်စားပြီးကိုပိုင်သူကိုရှင်ဦးရင်ညမတော့ဆိုတာကပါလွတ်ပြဒါမြမအတန်စစ်စစ်ပါခင်ဗျာတော့ကပါအကြောင်းလွတ်ပြရဆောင်ဝိုင်းနေပါဟဲ့နာမည်ကြီးဆိုင်ဆိုတော့ကိုပိုင်သူဆိုင်ကပမရီဆရာပညာမရှိရှိစမ်းကြည့်အဲ့ကောင်စက်သားလေးကြားဆရာကျွန်တော်နာမည်မကြီးပါဘူးခင်ဗျာနော်နာမည်မကြီးပါဘူးကျွန်တော်နာမည်ကြီးလို့မပြောပါနဲ့ဟုတ်ကဲ့ကျွန်တော်ထက်နာမည်ကြီးတဲ့ဆရာအများကြီးမချီးမွမ်းနဲ့ဟုတ်ဆရာဆိုင်နဲ့ပမရီကိုကျွန်တော်ပညာမရှိသဘောကျလို့ကျွန်တော်ဆိုင်တွေကပမရီဒူငယ်ထက်ကိုသဘောကျတယ်ပညာရှိတာရှင်နာကိုပြီးတော့ဟောလာပညာကိုဒါကမှကွက်တိဖြစ်ရမယ်ဟိုတထထဲကောင်လေးတော့မစဲနဲ့အဲ့ဒါဒီလိုသားကွိအမေပညာတည်းကွိဆိုတီမရပါဘူးလို့မင်းဒီကောတားတော်တယ်ပေါ့တင်ညာတက်တယ်နော်ဒီလိုလက်တော့ပါကွိညာလာပြီဟာကလေးရှက်မခေါ်တော့မနဲ့လူရတယ်ရလားရတယ်မင်းအဲ့ဒါဆိုဒီလိုလောက်ပါမင်းဘယ်လောက်ပညာတက်တော့ဆိုဒီလိုလောက်သားကွိတာမင်းအဲ့ဒါကြမရတော့တူတယ်မရလားပညာရှိရကိုရပါလေမင်းဘယ်လောက်ပညာရှိကိုလို့စမ်းဒါမဲ့စွကြလာရောကျေးဇူးတင်ပါတယ်ဟုတ်ရတယ်
နဲ့ရောင်ပြောင်းသွားတယ် ဒီဘက်ရိုးတည်တည်ဆိုင်ကြီး โอเคပါကျေးဇူးတင်ပါတယ်အမတားချောတာပဲတမန်တဲ့ထုံးမင်းလားလို့ပဲမင်းလည်းအာရှိလို့မရှိလို့ကြည့်အာဟုတ်တယ်ရှင်လားမေတ္တာရှင်လားငယ်တော့မေးစားကြည်လာတော့လေရောက်ခမိုင်းစားဆိုရန်ကိုယ်ကို ရှိတော့ပေးရှင်တော့ဒီချင်းလေး ကောင်းတယ်မသိလို့ စီတပည့်ဆိုပေးပါဦး ဖြည်းဖြည်းကျွန်တော်ဆရာအချို့ကိုတားကြိုက်တာဟိုကတော့ကြားရကိုညဘူးဘဲကြားတယ်တို့ဘဲကြားတယ်ညပါသူပြီးတယ်ယူသားစာလို့စောင်းကြားတယ်လို့ညမှာထား အဲ့ကောင်ကြီးသားသာပေးတဲ့ခက်မဟုတ်တော့ဘူးတော့ မဆေးပူတယ် ဟုတ်ပြီနော်ဘောတာဘောတော့အဲ့ကောင်စတားလေးဆင်းသွားတဲ့ဆိုင်းစီတင်းလို့ကွာဟုတ်တန်ကြီးတည်တဲ့ပြိတ္တကိုတန်ကြီးရှိရှိကျွန်တော်တင်ပြရမှာဟုတ်ကဲ့ဆရာအဲ့တော့ကျွန်တော်ဆိုင်းနားထောင်လာတဲ့ပြိတ္တနားမကြီးကြည့်အောင်တော့မကြီးရအောင်ဘာလို့လဲသိလားအဲ့တော့ကျွန်တော်အတန်ချက်စက်ကလေးနားထောင်နေတဲ့ပြိတ္တကိုအတန်ချက်စက်တိတ်ကိုဖွင့်ထားတယ်လို့ကျွန်တော်တိပြဟာဘယ်လိုတိပြမလဲ အဲ့ကောင်စတားလေးသူများလုတ်တဲ့အလုပ်တဲ့ဝင်မရှုံးနဲ့ကွာလုတ်ဆိုင် တိုင်းသမုန်တဲ့မှာနိုင်တူတယ်မမမဟောတာကဆိုင်လူငယ်စက်တာဆိုင်လူငယ်စကားလို့ကျွတ်တော့ဆိုင်ကအတော့အလားအထူးစနစ်နဲ့ပြောမယ်ဆိုတော့ဘာမာမြူဇစ် international cosma touch ငါလည်းစရိတ်စင်အောင်မယ်ဖြည်းဖြည်းတော့ပါ အင်္ဂလိပ်လိုကတော့ခေါ်တဲ့ကပြီးလို့ပြောင်းဆိုပြီးအားထည့်ပြောတယ်ကျွတ်တော့ဆိုင်ကဘာမာမြူဇစ် international cosma touch ဟုတ်ပါပြီအဲ့ဒါကိုမြန်မာတော်ကပြောပြအောင်ငါနားမလဲ တီဦးရှောက်ပြောနေတာဒါနည်းပဲဒီမှာတကယ်ဘောလုံးပြောတယ်ဆိုတာဟိုက်ပဲတဲ့မှာခက်ပြင်တဲ့ဒီအများကြီးပါနော် ငါစဉ်းစားကြည့်တော့တည်းတည်းခင်တင်ညာတက်တည်ကြီးပဲတို့ညီတွေညီမတွေ ကျောက်ကလည်းပဲအင်္ဂလိပ်လိုတက်တယ်ဆိုတာနည်းနည်းပေါ်မှာညက်ပြောလိုက်တယ် အဲ့တော့မပြောနိုင်ငါရှက် အဲ့ဒါမျိုးရှင်ဆိုတော့စတားလေးလည်းပြောတယ်ဟာမင်းငါ့ကိုကတော့တော့ခေါ်တယ်လို့တော့မပြောနဲ့တရားတားခဲ့ထူအာမင်းတော့ခေါ်လို့ခေါ်တယ်ပြောဟာတော့ခေါ်တယ်ငါတော့မရှက်ပါဘူးအပြည့်လို့တော့ခေါ်တဲ့လူတွေကမခေါ်တဲ့လူတွေမလုံးတဲ့အရာကိုလုံးနေတယ်မင်းအားတော့ဖတိပဲတော့ရဖတိပဲတော့ရအာမင်းလည်းပေါ့ပါအကြည့်သွားတယ်နောက်ဆုံးတော့နင်းကျိုးကုန်ပါငါတော့ခေါ်တယ်အားမငယ်ဘူးအပြည့်လို့တော့ဘာလို့သိလားအပြည့်လို့တော့ခေါ်တဲ့လူတွေတော့မခေါ်တဲ့လူတွေမလုံးနေတဲ့အရာလုံးနေအေးမင်းအဲ့ဒါကြောင့်မင်းကြညာဖမ်းခင်မကြောနဲ့လာပါဟောကြညာဖမ်းပါအဲ့ကောင်တော့ဘောကောင်းနေမင်းအမလို့ခေါ်ကြည့်လိုက်အမလို့ခေါ်ရင်အထက်တစ်ခါနောက်တစ်ခါမထိစေနဲ့လို့ခေါ်ကြည့်အဲ့ဒါရပါခေါ်စမ်းခေါ်ပါအမလို့အပေါ်တစ်ခါနောက်တစ်ခါမထိစေနဲ့အမလက်ညှိုးကလည်းတကယ်ကြီးရုံနဲ့လက်မကလက်မကတည်းကရှာခေါ်ပြမရဘူးအမကဆိုမှအောက်တစ်ခါတည်းကထိမှာပေါ့ဟာအဲ့ဒါနင်တို့မရဘူးငါသွားခေါ်တဲ့လူရတယ်ဘယ်လိုလုပ်လို့ခေါ်ပြမယ်တခေါ်နေလိုက်စမ်းကြည့်စမ်းလက်စမ်းအဖေါ်ကြီးဟာကြီးတခေါ်နေလိုက်စမ်းကြည့်စမ်းလက်စမ်းခေါ်ကြမယ်လို့ခေါ်တယ်အမရေနာတဲ့တခေါ်တမှုတော့လာခဲ့ရုပ်ကြည့်မလားဘယ်ရမှာတဲ့ဘာပေါင်းလိုက်မိတ်ဆက်လိုက်မိတ်ဆက်တယောက်လို့ပါအဲ့ဒါနောက်တယောက်မိတ်ဆက်ပါလိမ့်မယ်နောက်တစ်ခေါက်တော့ဒီကခွေးကြရောင်းငါရှင်းလို့တော့တစ်ခေါက်မှမရောက်ဘူးမရောက်ဘူးပြန်လေတက်တာညံနေတော့ရောက်ပဲမိတ်ဆက်ရမှာမိတ်ဆက်ကောင်းကောင်းတော့ရောင်းငါရှင်းလို့တော့တကယ်ချမ်းသာတတိယများဟုတ်လားအာမေစေရနာလေအလူမှလည်းစေရနာကောင်းတယ်စေရနာကောင်းဆိုရင်ရှယ်လို့လားရှယ်ကျွေးတာတကယ်စေရနာကောင်းတာမစ်စင်သားကြီးကအလူတိုင်းတော့အလူကောင်းမနေဘူးချက်အကောင်လုံးကျွေးတဲ့အလူမေဘေးအလူမျိုးဘူးလက်စတားလေးအဲ့ဒါတော့ဘယ်မှရှိဘူးအကောင်လုံးကျွေးတာဘယ်မှရှိဘူးချက်အကောင်လုံးကျွေးတဲ့အလူမေဘေးအလူမြင်ဘူးလေဘယ်မှမြင်ဘူးနဲ့ငါကတော့ဘယ်မှမမြင်ဘူးဒီလက်မကျွေးဘူးလေမစားနဲ့မကျွေးတော့ပြောစရာလားမကျွေးမွေးတယ်တော့ကောင်းတာကိုညနေကျွေးတယ်ကြည့်ပါလားအတလောက်တွေကောဟင်းချိုတွေရောမေးကြီးတွေဟုတ်ဘလောက်ကောင်းညနေတော့နောက်ဆုံးမှသားတာဟိုဘက်ထဲမှာစစ်စားထားတာမင်းကစဉ်းစားထားတာလွယ်စားတော့ပြီးတော့ထားပါပကံလေးလည်းကြိုင်တော့မပြောမလို့ရတယ်ငါမောင်နဲ့ပကံနေထားခဲ့ရမှာလေထားခဲ့ငါပစိုးတဲ့ဘက်ကိုဘက်ကိုကြည့်ကြမင်းလည်းတခိုးခိုးမယ်ဒီတော့မင်းလည်းစဉ်းစားတာကောင်းတာဒါပေမဲ့ဒီကမှတခုတော့မကြိုက်ဘူးကွာ
ကန်ဆုံးမသိ အာကလေးသားကြီးဒါဖုန်းတော့နေတာပဲကလေးသားကြီးဘာလည်းပဲမသိ ဘုန်းကြီးတော်ဆိုတော့တော်တော်လေးခွက်ကြတိန်သားတော့များပါလေဒီဝါကငါဟင်းညိုကောင်းကောင်းနဲ့တအားတောက်နေတာဘိုက်ကပြဿနာဒီမှာစရှာတော့ အဲ့ဒါနဲ့ကောင်းတိုင်းမစားရဘူး ကောင်းတဲ့နေရာလေဟင်းညိုတအားတဲ့တာလွတ်ခဲပြတာလက်ကတော့မင်းဘိုက်ကရစ်လာတော့အိမ်နာတက်မယ်ဆိုပြီးအိမ်နာတော့ပေါ်ပါတယ်ဒါကခင်ဗျားတို့ရွာကလေးတွေလိုက်ကန်ဆိုတော်တော်မသိ အလိုဆိုတော့အလိုပဲအိမ်သားဘယ်လောက်နေလဲလဲကိုမရှိဘူး သူကဘိုင်းနာတော့အိမ်နာလေးတက်မယ်ဆိုပြီးအိမ်နာလေးလေးဝင်ထိုင်ငါလို့ဂလန်လေးထိုးထိုင်ငါရှိသေးတယ်အပြင်ကနေတောက် ကလေးတွေက ကလေးတွေကဟိုကလည်းထဲထဲမှာလူရှိတယ်ပေါ့ထဲထဲကနေတောက်အတိပေးလိုက်တော့ရှိတယ် တော့တခါတော့တော်ပြီလားလူရှိမှသိသွားတယ်လေတောက်ခင်ဗျားတို့ကကလေးတော်တော်လိုက်ကန်ဆုံးမသိနောက်တစ်ခါလာပြီးတော့တောက် နှစ်ခါကြတော့လွန်တာပေါ့နော် ခါကြကွာနည်းနည်းဒေါသဖြစ်လာပြီထဲထဲနဲ့ကွာလည်းလူရှိတယ်ပေါ့တောက်ဒါတော့ပြီလေနှစ်ခါတော့ထဲထဲမှာလူရှိမှ နှစ်ခါဆိုလူရှိမလေးကလေးပြန်ရောက်တော့ တဲ့ပြန်တော့လေဒါဆိုမရောက်ခင်ဗျားတို့ကကလေးနောက်တစ်ခါလာတယ်တောက်ဟိုကနေစိတ်ကလို့လည်းပေါက်တက်ပြီးတော့တော့ဘာဖြစ်ချင်တော့ဘာလဲမင်းမဖြစ်ချင်တော့ထဲထဲမှာလူရှိမင်းမသိဘူးလားဟောငါလည်းအဲ့ဒီလိုငေါ့ပြီးခင်ဗျားတို့ကကလေးကပြန်ပြော ဘာပြောလဲ ထဲထဲမှာလူရှိမှတော့သိတာပေါ့လေကျုပ်ကဘယ်သူမှသိချင်တော့လား မင်းမသိရင်မင်းအိမ်တိုင်းကိုဟောလို့ကြည့်တယ်မယ်ပေါ့ အဲ့ဒါတက်တာကငါမပုံနေကပ်ပြီးတက်မယ်သဘောရှိ အားလားကြောင့်လည်းအိမ်တိုင်းကိုတက်လို့ငါတော့ညနေကမိုးချိုးချိုးခက်ပါမော်လေးဟိုဘက်တော်ရဲသွားပြီးတော့ကတော့ပါရေးတိုက်တိုက်ခဲချထားတာခဲပြီးကကြတော့ဒီကောင်ကိုဒုက္ခရှားပြန်တယ်ငါလည်းဖက်နေပြီးနေပို့လာလိုက်တယ် ခင်းနဲ့ကျုပ်သွားတယ်ပေါ့နော်မင်းကောင်းပြောပါတကယ် နာမမိတ်ဆာမင်းနာမည်ကိုပါသေးဘူး ငါနာမည်ကရိုးတန်းနဲ့မိတ်ဆက်လို့မရဘူး ဘယ်လိုမိတ်ဆာမှာ ငါနာမည်ကသူကပါဠိလိုပြောရ ပါဠိလို ငါနာမည်ပြောတယ်လို့ပြောကြ ဘယ်လိုလဲ တေချာမတာမယုတ်တီးကြွက်ကြိုက် မယုတ်တိကြွက်ကဲအဲ့လိုနာမည်မျိုးကကြောက်ကိုကြောက်ဘူးလေ ဘာပြန်ငရုတ်တီးကြွက်ကြိုက်လေငါနာမည်ရတာ အတာအတဲ့ကကြောက်ငါမသိဘူးတကယ်ကြီး မယုတ်တီးကမဆက်ဘူးလား ဆက်တယ်လေ ကြွက်ကြိုက်တော့မပေါက်ဘူးလား ပေါက်တာပေါ့ စက်ပေါက်စက်တာစက်ပေါက်စက်တာ ဆက်ပေါက်ကစက်ကဟာပေါ့နေတော့ဘူးနော် ကျွန်တော်နာမည်ကတော့ပိုင်သူမင်္ဂလာရွှေဆိုင်တော်ဘက်ကဘယ်ဘက်ကလူရှင်တော်စတာလို့ခေါ်ပါတယ်စတာပါဒီနေ့ညမှာပိုင်သူလူငယ်မင်္ဂလာရွှေဆိုင်တော်တစ်ခွဲသားလို့စူးစမ်းပေါ်ပါမယ်လို့ပြောကြရင်းနဲ့ပိတ်တဲ့ချီအားလုံးမင်္ဂလာပါ
မိပါဘုရားသာသနာ့လူကချင်းဖြစ်တဲ့ဦးချစ်ထွေသာသနာ့လူကမှဒေါ်မြဝင်းဟာကီ၎င်းတော်သမီးလူကမှလေးဖြစ်တဲ့ဒေါ်ခိုင်လုံး၎င်းတော်သားလူကလေးအုံမိုးဆန်းတို့သမီးလူကမှဒေါ်နီနီဝင်းနဲ့သမီးလူကမှမအေးချမ်းမှမိသားစုတို့ဒီနေရာမှာဆရာကိုပိုင်တို့ကအလူရှင်များမိသားစုပထမဦးစွာနဲ့အလူသချင်းတော်နဲ့ဂုဏ်ပြုမှတ်တမ်းနေပြီမှာပါဟုတ်ပြီဗျာဘာကြောင့်လဲတို့အလူရှင်များကိုနံပါတ်1နေရာမှာထားပြီးတော့ကျေးဇူးရှင်များဦး
စွာပထမကျေးဇူးဆက်မှာဖြစ်ပါတယ်နော်ဟောဒီကမှာတော်များဝင်မိသားစုအလို့ရှင်များမိသားစုကိုမှတ်တမ်းနဲ့ကိုပြုမှာဖြစ်ပါသောကြောင့်အစီအမံဆိုတော့ဆိုင်းရှိကိုခိတ္တခဏလေးလာရောက်ပေးပါလို့အလို့ရှင်များဒီလေးစားစားဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပဲမရှု ရဆရာ ဒီကလူငယ်အားလုံးဆုံးလင်ပါတယ် ဆိုရင်ဒီမှာဆုံးလမှာ အားလုံးနှုတ်ဆက်ပါတယ်နော်ဒီစီစဉ်လေးပြီးအောင်တော့ပိုင်တို့ညီကတို့တွေကိုစောင့်ဆိုင်ပြီးတော့အားပေးပါဦးနော် ဟုတ်ကဲ့ အလစ်ကအလုံးမများကိုလူဆုံးတော့ကိုအလစ်ကအလုံးမစေရနာကောင်းကြောင်းဒါကတော့ကြွားရမှာပဲလေ ကြောက်ရမှာ ဟုတ်ပြီနော်နောက်တစ်ခါထပ်ခေါ်မယ်အလစ်ကလုံးမများဖိတ်ကြပေးပါနော် ဟုတ်ကဲ့ ကတိရတာကဆရာတော်ဘုရားရဲ့ပြီးရတာကျောင်းတော်တို့မှာဆိုတော့အရင်ကရင်တော့တပင်းကခန့်ပေးရပါလေဒီလိုပေါ့လေစုချအောင်ခေါ်တာမဟုတ်ပါဘူးမှတ်တမ်းတင်ဖို့မှတ်တမ်းတင်နေစုချဟုတ်ကဲ့ဒါကျွန်တော်တို့တခါကြီးပါဟုတ်တာ လူတကာကြီး ကိုချစ်ထွေးလား โอเค လူတကာကြီးတော်တော်ချမ်းသာတယ်နော် ဘာလို့တော့ ဘာလို့လဲချမ်းသာကြတယ်ဘာလို့အဲ့လိုနဲ့ပြောနေညလုံးတော့မှန်ပြီးရတဲ့ခတ်တာဘာလို့ခုံးမှကြောက် လေအကောင့်လေးလည်းချစ်တယ်တော့မြောင်းဝင်အောင် တော်ပြောင်းဝင် တိတ်ပြီးလုံးမအောင်တော့ရတယ်နော်အတန်းလေးချစ်တယ်ကိုထဲပါနော်ဒီတပိုင်းလေးဟလာပြန်ကြည့်လိုက်လို့ရှိရင်အင်တာနက်ပုံမှန်ရောက်တော့လို့ရှိရင်တို့အလူကြီးအမှတ်တရဖြစ်အောင်တို့လူရှင်မိသားစုတွေနဲ့ဒီပရိသတ်ကြီးနဲ့ဒီမတ်တဲ့ဟလာဒီပရိသတ်တွေနဲ့ကျွန်တော်ကျေးဇူးရှင်တွေဂုဏ်ပြုပါတယ်ခိုက်တန်လေးမှာမှတ်တရဖြစ်အောင်ဂုဏ်ပြုပါပါ ဟုတ်ပြီ ဟုတ်တယ်နော်အဲ့တော့ကျွန်တော်ကျေးဇူးရှင်များကိုဂုဏ်ပြုမယ် မှန်ပါ အဲ့တော့အတိတ်နမိတ်ဆိုတာကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတိတ်နမိတ်ဆိုတာလိုအပ်ပါတယ် အရေးကြီးတယ်ရသားရဲ့ ဟုတ်တယ်နော်ဟုတ်ကောင်းတာပြင်ကောင်းတာပြောရင်ကောင်းတာဖြစ်မယ်ဟုတ်မကောင်းတာပြောရင် မကောင်းတာဖြစ် မကောင်းတာဖြစ်တဲ့ပါတဲ့ဒါကြောင့်ဒီနေ့ကျွန်တော်အထက်ကအလုံးမမိသားစုများကိုအတိတ်နမိတ်ဆောင်ပြီးဂုဏ်ပြုပါရစေ ဘလို့ပါလေရတာ ဒီထက်ပေါ်ပြီးချမ်းသာအောင်ပါလို့နာမည်တက်ပြီးတော့ဂုဏ်ပြုရင်မကောင်းဘူးလား ကောင်းတာပေါ့မင်းရတာရဲ့ ဟုတ်ပြီနော်ကျွန်တော် TCD တိုင်တယ်တဲ့ကနေပြီးတော့လူရှင်လူမောင်များကိုအတိတ်နမိတ်ဆောင်ပြီးတော့ဂုဏ်ပြုပါပါ ဟုတ်ကဲ့ဆရာ အခုလက်ရှိမှာလေလူရှင်မိသားစုများချမ်းသာပြီးသားပါ ချမ်းသာပြီးသား ဟုတ်ပြီနော်ဟုတ်ကဲ့နောက်များလဲဒီလူကြီးပြီးတာနဲ့ဒီထက်ပိုပြီးစတဲ့တဘောတိုးလို့ချမ်းသာအောင်ပါပါလို့အတိတ်နမိတ်ဆောင်ပြီးခုံပြချအောင်ဆိုရဲ့ ဟုတ်ကဲ့ပါဗျာအဲ့တော့ဒီကနေ့နန္ဒနန္ဒငါးပါးကိုတိတ်ထားပြီးတော့မိုင်းလေးဒေသကြီးပြည်လာမြို့နယ်ညောင်ကန်အုပ်စုညောင်ကန်ကျွေးမှာနေတဲ့သာသနာ့လူကကြီးဖြစ်တဲ့ဦးချစ်ထွေးအမိသာသနာ့လူကမကြီးတော်မြောင်ဝင်းသမီးလူကမတော်ကိုင်းလူတို့တားလူကလေးဖြစ်တဲ့ဦးမိုးဆန်းသမီးလူကမတော်နေနေဝင်းနဲ့သမီးလူကမမအေးချောင်းဝင်မိသားစုတို့ဆရာကိုပိုင်သူကုန်ပြုပေးပါကဒီနေ့ဒီရက်ကစာပြီးတို့လူရှင်များကိုစတားလေးကိုရှိရဲ့ဒီတက်ပေါ်ပြီးချမ်းသာအောင်ပါ ပါလေ ဒီတက်ပေါ်ပြီးချမ်းသာအောင်ပါ ပိုင်သူဒီတွေကျွန်တော်အလူကအလုံးမမိသားစုများဒီနေ့ဒီချိန်ကစ ဒီတက်ပေါ်ပြီးချမ်းသာအောင်ပါ ဒီကြတော့ပြန်ဒီလူတော်ဒီလူမစနေပေါ်လိုက်နှမြလူကြီးလူကြီးတလေးတက်ခါနေလိုက်အလုံးတော့နေလူစီတဲ့နာမဘေဘကတော့စုံကင်းညာနေလူတော်ဒီပိုင်းတွေဒီလာပြင်းရင်တဲ့နာလူမိတ်တင်ပြပေးကြတော့တော့ဆန်းစားရင်ကိုမိတဲ့မြာတို့စနေလူကသူမင်းတို့လက်တဲ့ပုံပြီးမာ ဒီဝိချထွေးတော်များဆရာပိုင်သူဒီတက်ပေါ်ပြီးချမ်းသာအောင်ပါတဲ့ကိုစတားလေးပါပါကိုရှိရ Thank you.
ဆုနေနေကေအောင်ပရိသဝေဘောတော်မှာ ရေလာစိတ်ကြစေတော့တဲ့ကလာလို့ဒီကမာရီဆန္ဒအောင်ပါ ယတနာရှိရယတနာဆုနေနေကေအောင်ပရိသဝေဘောတော်မှာ ရေလာစိတ်ကြစေတော့တဲ့ကလာလို့ဒီကမာရီဆန္ဒအောင်ပါ ဒီစေရနာသာနာကျိုးကြောင့်ယတနာပုဂ္ဂိုလ်ရှိပါ ဒီစီရနာဒါနာချိုးကြောင့်ရှင်မဝေမောယော ဒီစေရနာသာနာကျိုးကြောင့်ယတနာပုဂ္ဂိုလ်ရှိပါ ဒီစီရနာဒါနာချိုးကြောင့်ရှင်မဝေမောယောသာတိကသတိနာဘတ်တာနာမေကရတဲ့ဆန္ဒအောင်ပါရီဆန္ဒအောင် အိုင်စတောင်းနိုင်ရတာ တိုင်းကိုတော့လိုက်နေစီရလေးမဆိုင် ဒီလူကလူမ ဒီလိုမျိုးဆန္ဒအောင်ရလေးမဆိုင် ဒီလူကလူမ ဒီလိုမျိုးဆန္ဒအောင်ရလေးမဆိုင် ဒီလူကလူမ ဒီလိုမျိုးဆန္ဒအောင် ဒီကနေ့ဟုတ်โอเคကိုချစ်ထွေးဒါကိုစင်လိုက်ကောင်းတဘောတွေလကောင်ညနေတွေ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
လူရှင်တို့ဒီနေရာမှာငါပြောဖို့အချိန်ပေးတာမို့ကိုပိုင်းတီးကျင်လို့ကိုတိုင်းပြောကျင်လို့ဆိုကျင်လို့ဆိုင်းထောင်ထားတာကွာမင်းတို့လူရှင်တို့အားကိုပြီးတီးတဲ့ဆိုင်တယ်လည်းငါမပါ ခမရကိုလည်းကြောက်တော့မကန်ကိုလီလာကိုလဲတော်မှနေရ အဲ့တော့တခုပြောချင်ပါတယ်အဲ့လိုပြောလို့ပိုင်းသူကစကားအစွန်းမလို့ဖြစ်သွားအောင်ပဲဆိုင်းဆိုမှတော့တစ်ဖက်လုံးခြုံပြီးတော့နားထောင်မှကောင်းတာဟုတ်ဗျဆိုင်းစရာတယောက်တည်းကောင်းလို့လည်းမရပါဘူးမရဘူးဟုတ်တယ်နော်ဟုတ်လူရှင်တော်ကြီးကောင်းလို့လည်းမရပါဘူးခင်ဗျာဟုတ်ပြီလားဟုတ်ကဲ့ဆိုင်းဆိုတာပါလဲတဲ့ပက်တလုံးနဲ့တစ်ပေါက်တဲ့ကြီးတလုံးမောင်းတဲ့တန်းနဲ့ပတ်မလေးဝင်စီလိုဒီနောက်ထိုင်ဝါတီလူရှင်တော်တယောက်တီးတဲ့ဝါကအစထွက်လာတဲ့အတန်အတွက်ကိုဆိုင်းလို့ခေါ်တာပါဟုတ်ကဲ့ဟုတ်ပြီ